မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမကြံခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးစားပါတယ်ခင်ဗျာဒီနေ့နောက်ဆုံးအနေနဲ့ပြပေးမယ့်လေ့ကျင့်ခန်းကတော့ lateral horse လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကနှလုံးခုန်လုံးမြင့်နေဖို့နဲ့ခန္ဓာကိုယ်ပေါ်ပါတက်လက်စေရန်ရှိရပါတယ်ဒါစီတိုင်းကိုကြော်လာမဲ့ lateral horse လေ့ကျင့်ခန်းကိုကစားကြပါမယ်စေကူးတဲ့ကမြင်းတစ်ချောင်းကိုဘယ်ညာခုံကျော်ရမှာပါခြေဖနှောင်းမဆောင်ပဲခြေပြားလေးတွေနဲ့ပေါ်ဝါစွာခုံပါညံနိုင်သမျှမြန်လုပ်ပါဒါပေမဲ့ဟန်ချက်မပြတ်ပါစေနဲ့နှလုံးခုန်လုံးမြန်လာတာကိုသတိပြုပါတင်းကနေနေ့မှာအားပြည့်နဲ့ကြော်ဖြတ်နိုင်ကြပါစေနောက်နေ့မှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ